ပါရှင်ကျမရဲ့ YouTube channel လေးကိုဒီဗီဒီယိုလေးနဲ့စတင်မိတ်ဆက်ပါရစေကျမနာမည်ကဇာယီပွင့်ပါကျမဘဝရဲ့အစိတ်ပိုင်းတချို့ကိုဒီ channel လေးမှာမှတ်တမ်းတင်ထားဖို့ရည်ရွယ်ပါတယ်ဖြတ်သန်းခဲ့တဲ့ဘဝတစ်လျှောက်အမှတ်တရဖြစ်တဲ့တွေအသက်အရွယ်ရလာတာနဲ့ညပြောင်းလဲလာတဲ့တွေးခေါ်ယူဆတွေဝါသနာတွေနေ့စဉ်ဘဝလှုပ်ရှားဆောင်ရွက်မှုတွေကစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုအခါအလျော်စွာဒီ channel လေးမှာမှတ်တမ်းထားပြီးမျှဝေပေးဖို့ရည်ရွယ်ပါတယ်ရှင်အသက်46နှစ်မှာတွေးမိတဲ့စိတ်ကူးတဲ့တစ်ခုဝါသနာအသစ်တစ်ခုကိုစတင်စမ်းသပ်အကောင့်ထဲပေါ်ခြင်းတသက်ဖြစ်တာကြောင့်ဒီအတွက်ချိန်များပြီးတော့လေးလာတင်ထားတာမျိုးပြင်ဆင်ထားတာမျိုးတော့မရှိပါဘူးရှင်အဲ့ဒီအတွက်လိုအပ်ချက်တွေတော့အများကြီးရှိနေမှာပါခုစတင်လိုက်တဲ့ကျမရဲ့ခြေလှမ်းတဲ့တစ်ခုဝါသနာတဲ့တစ်ခုကဒီအခြေအနေတွေတိုင်းတာထိတက်ဝင်လှုပ်ရှားနေမယ်ဘလောက်ထိကျမဖန်နေမိနေလဲဆိုတာကတော့ကျမကိုယ်တိုင်ရင်ခုန်စွာနဲ့စောင့်ကြည့်နေရမှာပါရှင်ဒီနေ့ဗီဒီယိုလေးကိုလာရောက်ကြည့်ရှုပေးစားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကိုစီမိတို့နဲ့ထိုက်တန်တဲ့ဘဝလုံးစုံငြိမ်းချမ်းမှုအေးချမ်းမှုတွေရရှိကြပါစေရှင် Hello everyone I am Zari from Myanmar I've been thinking about starting this channel for quite a while I'm here because I would like to share my life I will talk about the changes I am experiencing in midlife, the different chapters of my life, and the small things that make each day meaningful. Thank you for spending a few minutes with me today.